အခုလက်ရှိမှာတော့ Ace တယောက်တေဆုံးသွားပြီဖြစ်တာကြောင့်မလို့လူဗီတယောက်အတော်လေးစိတ်ထိခိုက်နေရပြီးတော့ငိုကြွေးနေခဲ့ပါပြီပင်နေသမျှဘရင်ဖြစ်လာစေရမယ်လို့ပြောနေပေမဲ့အကိုနှစ်ယောက်စလုံးကိုမကယ်တင်နိုင်ခဲ့လို့လူဗီကကိုယ့်ကိုယူကျုံမရပြီဖြစ်နေပြီးတော့ငါကအရန်ပြောညံ့လုံးနဲ့ကောင်းမယ်လို့အော်ပြောလိုက်ပါရဲ့တစ်ဖက်ကဝင်းမေးရွာလေးမှာလည်းတဒံတယောက်တောက်တာအရန်များနေပြီမလို့မာကီနိုကရက်လိုက်ဖို့ပြောနေခဲ့ပါရဲ့ဂပ်ကလည်းရွာထဲကိုရောက်လာခဲ့တာမလို့ဂပ်ရောက်လာတဲ့တပြိုင်နက်အားလုံးကလည်းစစ်ပွဲအကြောင်းနဲ့ပတ်သက်ပြီးပဲမေးကြပါတော့ရဲ့ကပ်ကတော့စိတ်ဝင်ဖို့ပြောလိုက်ပြီးတော့ YBS ဆိုတဲ့အင်အားတစ်ခုကိုဆုံးရှုံးသွားလို့ကဘာကြီးကမငြိမ်မသက်ဖြစ်နေရုံပဲဆိုရင်ပဲ East Blue ကကျွန်းငယ်လေးဆိုပြီးတော့စိတ်ပေါ်ကြဖို့လည်းမှားချလိုက်ပါရဲ့တသားတွေကလည်းဒီရွာလေးကို Navy Vice Admiral ကပ်မှစောင့်ရှောက်တီဆိုတဲ့ဆိုင်းဘုတ်ကိုထောင်လိုက်ကြပါရဲ့ရွာကလူတွေကလည်းတောင်ပေါ်ကတောင်သမားတွေကမာကီနိုရဲ့အရက်ဘားကိုတိမ့်ပိတ်ထားကြောင်းပြောနေတော့မှပဲတဒံကထွက်လာခဲ့ပါရဲ့တဒံကဒေါသကြီးနဲ့ဒီနေရာထိမျက်နှာလာပြရဲသေးရပဲလို့ပြောလိုက်ပြီးတော့ဂပ်ကိုတင်းပုတ်နဲ့ရိုက်ပစ်လိုက်ပါတော့ရဲ့တသားတွေကလည်းတနက်တဲ့ချိန်ကြီးဂပ်ကသူ့ရဲ့အတိမိတ်ဆွေမလို့အားလုံးကိုဝင်မရှုပ်ဖို့ပြောလိုက်ပါရဲ့အဖိုးဖြစ်တဲ့ဂပ်တယောက်လုံးစစ်ပွဲကြီးမှာရှိနေရတာနဲ့ဘာကြောင့်ပြီးဖြစ်တဲ့ Ace ကိုအသေးခံလိုက်ရရတယ်လို့တဒံကမျက်ရည်စားရင်မေးမြန်းနေခဲ့ပါရဲ့မိသားစုထက်တာဝန်ကအရေးကြီးရလားရေတက်ရဲ့ဘာဟီယိုလဲဆိုပြီးတော့တဒံကဂပ်ရဲ့မျက်နှာကိုထိုးရင်းနဲ့တခုခုပြန်ပြီးတော့ဖြေဖို့ပြောနေခဲ့ပါရဲ့တဒံထိုးရတော့ပဲဂပ်ဟာငြိမ်ခံနေခဲ့ပြီးတော့ဘာမှပြန်မပြောနိုင်ခဲ့ပါဘူးအဲ့ဒီချိန်မာကီနိုကရက်လိုက်ဖို့တန်းကိုဝင်တားပါတော့ကွန်မြတ်ခံရအောင်မှာဖြစ်တဲ့မီးဖြစ်သူတွေကိုမြင်နေရပြီးတော့လက်လန်းမီရဲ့နေရာမှာရှိနေကြတာနဲ့ကူညီခွင့်မရခဲ့တဲ့ဂပ်ကအခြားလူတွေထက်ပိုပြီးတော့ခံစားနေရမှာပဲလို့မာကီနိုကတန်းကိုပြောလိုက်ပါတယ်ဒါမဲ့အခုအချိန်မှာခံစားရဆုံးသူကဂပ်မဟုတ်ပဲနဲ့လူတွေပဲဖြစ်လိုက်မယ်လို့တန်းကပြန်ပြောလိုက်တော့မာကီနိုရဲ့မျက်ရည်တွေဝဲလာပြီးတော့အရှင်တုန်းက Ace တို့ကိုနှုတ်ဆက်စကားတွေတင်ပေးခဲ့တဲ့အကြောင်းလေးတွေကိုပြန်တွေးမိသွားခဲ့ပါတယ်လူဗီကသူ့ရဲ့ကိုဘယ်လောက်ထိချစ်လဲဆိုတာကိုနားလေရလာလို့တဒံကထပ်ပြောလိုက်တော့မာကီတို့လည်းအရန်ဝမ်းနေလာပြီးတော့အထဲကိုပြေးဝင်သွားခဲ့ရပါတယ်အဲ့ဒီချိန်ရွာလူကြီးကရှောက်လာပြီးတော့လူဗီရောဘလို့ဖြစ်သွားပြီလဲလို့မေးလိုက်ပါတယ်ရှင်ကုန်တင်းမိုးနဲ့ထွက်ပြေးသွားပြီးတော့ရှေ့တက်အင်အားပြင်းနဲ့လိုက်ရှာနေပေမဲ့အပိုင်းတစားတော်မှမတွေ့ခဲ့ရဘူးလို့ဂပ်ကဆိုပါတယ်အခုလည်းလို့စေတော့အသက်ရှင်နေသေးမှာပဲလို့ဂပ်ကထပ်ပြောလိုက်တော့အားလုံးနဲ့စည်ရေးသွားခဲ့ရပါတယ်တဒံကတော့လူဗီအခုကနေစပြီးတော့ဘလို့ပင်သမားကြီးပဲဖြစ်ဖြစ်လူဗီဘက်ကပဲလူဗီခံစားနေရတာတွေကိုတွေးမိရင်းနဲ့ရှင်ကွဲမတက်ဖြစ်နေရပါတယ်လို့တဒံကပြောနေခဲ့ပါတယ်ဒီချိန် New York ရဲ့တနေရာမှာလဲရှန်က Ace နဲ့ YB အတွက်အုပ်ကူလေးလုပ်ပေးထားနေခဲ့ပါတယ်မာကိုကသူဘလို့ကျေးဇူးတင်ရမလဲမသိဘူးလို့ပြောတဲ့အခါအရင်ဆုံးကတော့ရန်သူတွေဆိုပေမဲ့ YB ကရှန်လေးစားရတဲ့သူဖြစ်ပြီးတော့ဆန်ကူကလည်းအဲ့ဒီတိုင်းပဲလို့ရှန်ကပြောလိုက်ပါတယ်ဒီလိုနဲ့ရှန်လဲသူတို့ဒီမှာပဲလမ်းခွဲကြမယ်ဆိုပြီးတော့ထွက်လာခဲ့ပါတယ်ရှန်က Ace ရဲ့နောက်ဆုံးလုပ်ရက်ကိုအရန်အံ့ဩသွားခဲ့ရပြီးတော့အဲ့ဒါကမသိရင် Captain Roger လိုပဲလို့တွေးတောနေခဲ့ပါတယ်ရှန်ကတခါတလေ Captain Roger ကိုပြေးသွားစေချင်ခဲ့တယ်ငိုကြွေးစေချင်ခဲ့တယ်အနိုင်ရှုံးကိုတီးလို့ထွက်ပြေးနေမျက်ရည်ကျသွားခဲ့ရတဲ့ယောက်ျားလေးကပို့ပြီးတော့တစ်ဆင့်မြင်မားသွားတတ်တယ်ဒါကြောင့်ငိုရင်လည်းအဆင်ပြေပါရဲ့အားလုံးကိုကြော်သွားပစ်စမ်းပါလို့လူဗီတို့တွေးတောနေခဲ့ပါတယ်တစ်ဖက်ကလူဗီကလည်းသူ့ကိုသူပဲအပြစ်တွေတင်နေပြီးတော့သူ့ကိုလွတ်ထားပေးဖို့လဲဂျင်ဘဲကိုပြောနေခဲ့ပါတယ်ချင်းဘဲကတော့အခုတက်ပို့ပြီးဒဏ်ရာတွေမရစေချင်လို့လူဗီပြောတာကိုလက်မခံတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်မလို့သူ့စိတ်တိုင်းကြလုံးမယ်လို့ဒါလူဗီကပြန်ပြောလိုက်ပါတယ်Ace တည်ဆုံးသွားတာကသူကိုယ်တိုင်နဲ့ပဲတက်ဆိုင်တယ်လို့ချင်းဘဲကထပ်ပြောတဲ့အခါလူဗီကဒီစကားတွေကိုထပ်ပြောရင်ကင်ပေါက်ပြစ်မယ်လို့ချင်းဘဲကိုပြောလိုက်ပါတယ်ချင်းဘဲကလည်းလူဗီအဲ့လိုကင်ပေါက်မှာစိတ်တတရရမယ်ဆိုရင်လှုပ်ပြလိုက်လို့ပြန်ပြောလိုက်တော့လူဗီလည်း rubber pistol နဲ့စာထိုးပါတော့ချင်းဘဲကရှေ့ထွက်လာတဲ့လူဗီလက်ကိုဆွဲပြီးတော့ကင်ပေါက်ပြစ်လိုက်မှလူဗီလည်းငြိမ်သက်သွားခဲ့ပါတယ်Ace ကသူ Tish ကိုရှာတော့သူ့ရဲ့ညီလေးနဲ့ပြန်တွေ့ခဲ့ရလို့စရေးသွားခဲ့ရပါတယ်လို့ပြောခဲ့ရတာပဲကိုချင်းဘဲကပြန်တွေးနေတော့မှပဲလူဗီကချင်းဘဲလက်ကိုကိုက်ပါတော့ဘလို့နိုင်ရန်မျိုးပဲဖြစ်ပါစေကြော်လွားနိုင်တဲ့ရှုံကြည့်မှုတခါမှကိုယ့်ကိုတန်တရားမဖြစ်ခဲ့ဘူးတဲ့ကိုအင်အားအဲ့ဒါတွေကိုတာမန်လေးဖြက်စီးပစ်ခဲ့ကြတဲ့ရှန်နူကြီးချောင်းနဲ့ဒီပင်လယ်ပြင်ကြီးရဲ့လမ်းပြတစ်ယောက်ဖြစ်ခဲ့တဲ့အကူကိုဆုံးရှုံးသွားခဲ့ရတာတွေကဘာကြီးဆိုတဲ့ကြီးမားရဲ့နိုင်ရန်ကြီးတွေကလည်းတစ်ခုပြီးတစ်ခုအနောက်ကလိုက်တာတွေကိုခံနေရတယ်ဒါပေကြောင့်ဘာမှမမြင်နိုင်တော့ဘူးလားလို့ချင်းဘဲကလူဗီကိုအော်ဟစ်လိုက်ပါတယ်အဲ့တော့မှလူဗီလည်းဖြစ်ပျက်ခဲ့ရတာတွေကိုတစ်ခုချင်းစီပြန်တွေးတောသွားမိခဲ့ပါတယ်ဒီအတိုင်းသာဆိုရင်အရှိကိုမြင်ရတော့မှာမဟုတ်ဘဲနဲ့အမောင်လေးပဲဆွဲချခံရအောင်မှာမလို့အခုလိုခံစားနေရပါမယ်ဆုံးရှုံးသွားတာတွေကိုပဲတွေးတောမနေပဲနဲ့မရှိတော့ရဲ့အရာကမရှိတော့ဘူးမလို့ဖြက်စီးပစ်ပြီးတော့အရှိမကြံနေတဲ့ရဲ့အနာဂတ်ကဘာများလဲလို့ဂျင်ဘဲကဆိုပါရဲ့ဒီအခါမှလူဗီလည်းဂျင်ဘဲပြောရတွေကိုစဉ်းစားမိပြီးတော့သူ့ရဲ့လက်တွေသူချိုးရင်မိရင်းနဲ့ဇိုယိုနာမီဥဆော့ဆန်ဂျီချော်ဘာရောဘင်ဖရန်ကီဘရုတ်သူ့ရဲ့တငယ်ချင်းတွေအကြောင်းကိုတွေးမိပြီးတော့သူ့မှာတငယ်ချင်းတွေအများကြီးရှိနေသေးရကြောင်းမလို့လူဗီရဲ့စိတ်ကိုပြန်ပြီးတော့အလင်းပေးနိုင်ခဲ့ပါပြီလူဗီဟာမျက်ရည်ကျလာပြီးတော့သူ့မှာသူ့ရဲ့တငယ်ချင်းတွေရှိနေသေးရဲ့အားလုံးကိုလည်းပြန်ဆောင်တွေ့ရအောင်မယ်ဆိုပြီးတော့တိုးရီပေးထားတဲ့ဂတိတွေလည်းရှိနေတာမလို့အဲ့ဒီနေရာကိုသူသွားမှရမယ်လို့လူဗီကပြောနေခဲ့ပါတယ်အလက်ဖက်စတာမှာအကိုဖြစ်သူ Ace နဲ့ပြန်လဲတွေ့ဆုံခဲ့ရတော့ကလူဗီဟာအမြဲတမ်းတငုံငုံတကြီးနဲ့အနောက်ကနေပဲလိုက်နေတဲ့အရင်ကလိုလူဗီမဟုတ်တော့ဘဲနဲ့သူ့မှာအားကိုရတဲ့တငယ်ချင်းတွေအများကြီးရှိနေပြီဖြစ်တာကြောင့်မလို့စရေးခဲ့ရပါပြီလို့ Ace ပြောခဲ့ရတာတွေကိုချင်းဘဲကတွေးတောနေမိခဲ့ပါတယ်
လူဖီကလည်းသူ့ရဲ့တငယ်ချင်းတွေနဲ့အမြန်ဆုံးပြန်တွေ့ချင်ပြီလို့အော်ဟစ်လိုက်ပါတော့ဂျာလေးကတော့ One Piece